ဖြန်ကိုရောက်လာရင်ဘာတွေကြောင့်ရအောင်လဲမသိနိုင်ဘူးမသေးကြတဲ့မိကိုများစွာနဲ့မသိဘူးပြောကြရတွေ့မလားလို့ကြရပဲရှိမလားစနာတွေနဲ့လိုချင်တဲ့တိုင်းတော့မဖြစ်နိုင်ဘူးတကယ်လို့မနှက်ချင်ဟာထင်တာမဖြစ်အဆိုးတွေသာရင်ဆိုင်ဖို့ဖြစ်လာလေခရစ်တော်ဦးဆောင်စေမယ်ယနေ့ဖြစ်ကျော်နိုင်လို့ပါပဲဖြစ်ကျော်ခြင်းဒီနာလေးတော့ခက်ခဲရင်ဆိုင်ပါကောင်းဆုံးတွေ့မယ်ဒီနေ့အခြေအနေတွေဆိုနိုင်နေနာကျင်ခံစားရလေမလျှော့ပါနဲ့ယုံကြည်သူတယောက်အတွက်သက်သေးတွေလာမယ်မနှက်ဖြန်တွေဟာကောင်းလာမယ်ယုံကြည်စိတ်ကလေးရှိပါကြုံခဲ့တဲ့အရာတိုင်းကိုတော့မသိပဲဖြစ်သွားတာမရှိတကယ်လို့မနှက်ဖြန်ဟာတင်တာမဖြစ်ဆိုရတာရင်ဆိုင်ဖို့ဖြစ်လာလေခရစ်တော်ဦးဆောင်စေမယ်ယနေ့ဖြစ်ကျော်နိုင်လို့ပါပဲဖြစ်ကျော်ခြင်းဒီနာလေးတော့ခက်ခဲရင်ဆိုင်ပါကောင်းဆုံးတွေ့မယ်ထင်တာမဖြစ်ဆိုရတာရင်ဆိုင်ဖို့ဖြစ်လာလေခရစ်တော်ဦးဆောင်စေမယ်ယနေ့ဖြစ်ကျော်နိုင်လို့ပါပဲဖြစ်ကျော်ခြင်းဒီနာ